နန်းတွင်းထဲမှာဆွန့်ကတ်တာတန်ခါ2000ကိုအကုန်လုံးလာတယ်ရာဟုလာရဲ့မဲတော်တပားတည်းမလာဘူးတလျှောက်လုံးလေအလျှော့တွေပေးခဲ့တာဒီတစ်ခါမပေးဘူးဗျအနိုင်ယူရင်လို့စိတ်ကောက်တယ်ကောက်တယ်နော်စိတ်ကောက်တယ်ချိတ်ပြီးငိုးနေတာရတော်တယ်သခင်မဗျာနန်းဆောင်ထဲမှာတန်ခါတော်2000နဲ့သခင်မရဲ့မောင်တော်တိတ်တတာမင်းသားမှာဖယားရှင်ဆုံးဖုံးဝေတဲ့ကြွပါကြွဘူးတဲ့အနိုင်ယူရင်လို့စိတ်ကောက်တယ်တွေ့လားချိတ်ပြီးမိန်းကလေးလည်းနဲ့ဆိုတာမျက်ချိတ်ပြီးငိုးတယ်ကြွဘူးဘာပြောလဲကြည့်သူဘာပြောလဲမကြွဘူးတရှိမရှင်ဂုဏအတ္တိသယမေဝမမသန္တိကယဘောတော်အာဂမိတတိအာဂရမေဝနံဝန္ဒိတာမိအနိုင်အဲ့ဒီတခုတော့နိုင်တယ်ဟဲ့အကယ်၍များဒုများရဲ့ကျေးဇူးတွေကိုအဲ့ဒီပုဂ္ဂိုလ်သိတယ်သတိရတယ်ဆိုရင်ကိုယ်တိုင်နန်းတော်တွေကိုကြွမှာကြော့မယ်မကြွရင်မကြော့ပါအလျှော့ပေးတယ်နော်ဖယားရှင်တော်မှာရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်အက္ခတော်ကနှစ်ပါးကိုခေါ်ပြီးတော့သူ့ခမီးတော်ယူတပိတ်လေးပေးပြီးတော့ရာဟုလာရဲ့မေတော်အခန်းကိုသွားရအောင်တဲ့အလျှော့ပေးတယ်ဗျအလျှော့ပေးတယ်တကားတော်ကြီးလျှော့ပေးတယ်မြတ်စွာဘုရားပါတယ်လေအဲ့ဒီမှာမြတ်စွာဘုရားနဲ့အက္ခသာဝကနှစ်ပါးအဲ့တော့အက္ခသာဝကနှစ်ပါးရဲ့ဘာကုလမထေရရသောရရဲ့တသင်ချင်းနဲ့ကဘာတသိန်းကိုပြန်သိနေတဲ့၄ဦးပဲရှိတယ်ကြံ့တယ်မသိဘူးသူတို့၄ဦးပဲရှိတယ်တသင်ချင်းနဲ့ကဘာတသိန်းပြန်အောင်မိနိုင်တယ်ကြံ့တဲ့လူတွေကမသိဘူးသာရဘိညာပတ္တရှိတဲ့ပုဂ္ဂိုလ်၄ဦးသာသနာမှာ၄ဦးပဲရှိတယ်အဲ့ဒီမှာလည်းရောက်ကုန်လွန်းနေတယ်အတင်းပြေးပြီးတော့သာဝေကင်နဲ့သာတို့မျိုးသမီးသည်တို့ရာဟုလာမတာသည်ရသောရမျိုးသမီးသည်ဝေကေနအတင်းပြေးလာလို့အာဂန္တဝါကိုပကေသူကေတွာခြေပမိုးတွေကိုပန်းနေအဲ့လိုအဲ့ဒီမှာအမေတော်တန်လာကတို့အသင်ပြပါရပိတ်တိတရားရှိခွဲဆက်လက်ကနာပြည့်ပြိုးရှင်ခြေမိုးတော်၌ပါလေးနဲ့အပ်ပြီးတော့နေပါပေသည်တတ္တဝတိနာခொနတနာကာလပါလုံးသာကွေမင်းသားတယောက်သားကိုဖွားမိလို့မထောင်မထားမောင်ဖရားရဲ့ပြစ်နော်အမေကတော့တို့အမေတော့အတန်လေးကောင်းတယ်တို့ကတော့အဲ့လိုမိမတန်မထောင်မထားမောင်ဖရားရဲ့ပြစ်ရှောင်ရှားပြစ်ခွာလို့အတန်လေးနဲ့မှတက်မှာကောင်းတယ်အဲ့ဒီမှာနေပါပေသည်လွမ်းစားကိုပယ်လွမ်းဆွဲကိုရုပ်သိမ်းအင်းငိမ့်စွာကြော့လိုက်ရပါတော့ဒီဖယားတို့သူလွမ်းသမျှတို့မျက်ရည်နဲ့ဒါကြောင့်မလို့အလိုတော်ပြည့်ဆိုတဲ့ဖယားမှာခြေထောက်ကလေးဆင်းပြီးတော့နေတာအဲ့ဒီပုံစံပဲဗျရှာပါမြန်မာပြည်မှာခြေထောက်လေးဆင်းပြီးတာရတော်တွေကပါးနဲ့အပ်ပြီးတော့မျက်ရည်တွေနဲ့သပင်နဲ့ပတ်ပြီးငိုတဲ့ပုံစံနောက်ကျတော့ဖုံးတော်ကြီးတွေကဖယားရှင်ရဲ့မျက်နှာမှာမိမကပါးနဲ့အပ်တာကြည့်မကောင်းဆိုရင်မိမရုပ်ကိုဖဲလိုက်တော့ခြေတော်ဆင်းတာတွေကျင်းနေတာအဲ့ဒါကိုပဲမြတ်စွာဘုရားကပြန်ကြွမယ်ထင်ပြီးရွာတွေမှာတန်ရိုးတွေနဲ့ခတ်ထားတယ်ဖယားကိုရှေးအောင်ဖယားကိုဖယားပြန်ကြွတယ်ထင်လို့ပြန်ကြွမယ်ထင်တန်ရိုးနဲ့ခတ်တယ်ခုထိရှိတယ်ရွာမှာမဟုတ်ဘူးဗျာဒါမြတ်စွာဘုရားပါးနဲ့အပ်ပြီးတော့သူမိမပုံကြီးနဲ့ဖယားနဲ့ဆိုရင်ကြည့်မကောင်းဘူးဆိုပြီးတော့အမျိုးသမီးပုံဖဲတယ်ခတ်စောကတော့ရတော်တွေကပါးလေးနဲ့အပ်ပြီးငိုတဲ့ပုံမှာနော်ကိုပကေသူပါရပိတ်တေတရက်ရှိခွဲဆက်လက်ကနာပြည့်ပြီးရှင်ချေမိုးတော်၌ဒီတော့လွန်းသမျှတွေလေအရှင်ဘုရားကိုကြော့လိုက်ပါတော့ဖယားတနာစရာလေးအဲ့ကြတော့မှမြတ်စွာဘုရားရှင်ကိုရမြတ်ကလည်းပြောတယ်ရာဇတိတယထာရုစီဝနမနာနာကင်းစီဝတ္တပါအကယ်၍များလေရာဟုလာရဲ့မေတော်ကငါဖယားရဲ့အပေါ်မြည်တို့ပင်ပြုတ်မှုစီကိုမတားနဲ့တန်းရင်ဝင်လာကြမှာဖယားပြေးဖက်တာပဲဖယားကိုပြေးဖက်တာထားလိုက်လွတ်ထားလိုက်ဒါတချို့သူတွေကတချို့ဘုန်းကြီးတွေခေါ်သွားရင်မသိမှဆိုလို့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တော့တသင်္ချီကဘာတသင်္အက္ခသာကနှစ်ပါးတည်းပဲခေါ်သွားတယ်ဒီမိနစ်တွေမခေါ်သွားဘူးအချင်းချင်းနားလည်အောင်လို့ခံစားတတ်အောင်နှစ်ပါးတည်းပဲခေါ်သွားတယ်တော့ကြတော့မြတ်စွာဘုရားကိုနော်မြတ်စွာဘုရားကိုနော်ရတော်တွေကဖက်ထားတယ်တော့အတန်ရုံးတွေမကုန်သေးလို့ရှော့ပေါက်တက်ခဲ့တယ်ရှော့ဖြစ်ကုန်မှာဆိုတော့နေလိုက်တော့အဲ့ဒီမှာပါးလေးနဲ့အပ်ပြီးစပင်းနဲ့ရစ်ပြီးတော့ဘလောက်ချစ်စရာကောင်းတယ်ငိုစမ်းအဲ့ဒီမှာသန္နကိနေဇက်ကိုပြန်ဟောအရှင်မယားဒီတော်သမီးရရှားတယ်ဗျာအရှင်မယားတို့ဒီတုံမကံကာသယန္နိဝဋ္ဌာနိအရှင်မယားတို့ဒီဖန်ရည်စုံဝတ်ကိုဝတ်တယ်ဆိုတော့တပည့်တော်သမီးကဖန်ရည်စုံဝတ်ကိုပါတယ်အရှင်မယားတို့တထက်တဲ့စားတဲ့ကမှာရတော်တထက်တဲ့စားပါတယ်အရှင်မယားတို့မြေကြီးမှာဆင်းရင်သူမြေကြီးမှာဆင်းနေတယ်ဟုတ်ဗျာအရှင်မယားတို့ဒီကမာလာကနာမွေးလေးပဏ္ဍဒါရဏမနအမွေးနန္ဒာတွေမသုံးတယ်ဒီမှာစပြီးရတော်တွေကမသုံးတော့ပါဖယားအဲ့တော့ချစ်တာသူအဲ့ဒီမျိုးသမီးမျိုးလေယောက်ျားအရှိမအလုပ်လို့မိန်းမတော့နေဘလို့သွားချက်စရာကောင်းမလို့စဉ်းစားကြည့်ပါဦးကြည့်လေစဉ်းစားကြည့်လေဟုတ်ဗျာအတနောညာတကိမယံပရိဇကေတာမာတိတပည့်တော်ရဲ့ဆွေမျိုးတွေကလေလင်းပြက်မာလေးဆိုပြီးတော့သူ့ကိုတနာ29နှစ်အရွယ်လေးလေ16နှစ်အရွယ်ပြုံးလို့နဲ့3သွင်းရွှေနဲ့စံမြန်းပြည့်တဲ့73နှစ်လျင်ဘုံသိလျင်မို့ငယ်မြူနုဖြိုး29ဝဲ29နှစ်အသက်30လေးလေအရွယ်ကောင်းလေးထားခဲ့တော့အခြားမင်းကြီးမင်းသားတွေကလာပြီးတော့ကြောင်းလန့်ပါတယ်ရောင်လို့တော့မှမကြည့်ပါရှင်မအချမ်းမင်းသားတွေကအတနောညာတကိနဲ့လာကြည့်တဲ့ကမှာဧကညာတကံမိဘယ်သူ့ကိုမှနာအော်လောကိမိမကြည့်ပါရှင်ဘုရားရဲ့ပြန်ဆောင်တော့မကြည့်ပါဘူးတစ္ဆာရှိတာဟုတ်ဗျာကိုယောက်ျားမရှိတဲ့တစ်လျှောက်လုံးမှာဘယ်အမျိုးသားကိုမှလေရောင်လို့တော့မကြည့်ပါဘူးဖေဟာတော့မြတ်စွာဘုရားကမင်းကြီးတဲ့ဒါကရင့်တဲ့ဘဝနှုတ်တဲ့စန္ဒကိန္တိဇက်မှာတော့မှလေအဲ့ဒီငါဘုရားဘုံမှာတစ္ဆာရှိပြန်ဟောဘလောက်ကောင်းတဲ့ဇာလန်လေးပြီးပြီအဲ့ဒါဒီပြန်ဟောပြီးတော့မှနော်အရှင်မယားဒါတော့မကဘူးဖေဟာမြတ်စွာဘုရားကလေ
သူ့နန်းဆောင်ကိုကြွမယ်ဆိုတဲ့အခါမှာအမျိုးသမီးတွေ4000လောက်ရှိတယ်အချမ်းရံခတ္တိယမျိုးသမီးငယ်1090ရှိတယ်ဟေးအားလုံးသောမင်္ဂလိတပ်ပါကာသာဝါနေဝနိဝသင်တို့တမန်သမုဒ္ဒမြတ်စွာဘုရားကြွလာမှာဖြစ်ခြင်းကြောင့်ကိလေသာကင်းတဲ့ဖခင်ငါအဆောင်ထဲကိုဝင်မှာဖြစ်ခြင်းကြောင့်ကျန်တဲ့သူတွေကိလေသာကင်းတဲ့အကြောင်းအကုန်ဝစ်ကြစေတည်းတဲ့ဒါကြောင့်ချစ်ဖို့ကောင်းတယ်ပြောတာလေဟောဗျာတရားလန္နာတာဖြစ်ခြင်းကြောင့်မြတ်စွာဘုရားရှင်ကြွမယ်အဲ့တော့ချက်ချင်းမိတ်ထုတ်တယ်တပ်ပါကာသာဝါနေဝသင်တို့အားလုံးသောမျိုးစာနာကိနေတိဇတ်ထကရာဇတ်ထကရာလေးသတို့ရမြောက်ဟုတ်282ဗျာရှာပါတယ်ဗျာတော့ဒုတရားဟောတာပြင်မန်းတယ်ဆိုတာဘုရားရှင်ကဟောဘလို့များဆောင်ရလဲဆိုအဲ့စာနာကိစ္စကိုကြည့်တနေ့လုံးဒီနေ့စာကြည့်နေရတယ်တပ်ပါအလုံးစုံသောမျိုးသမီးတို့သည်ကာသာဝနေဝဖန်ရင်စွန်းသောဝိကုသာနဲ့နေဝသင်းတို့ဝိကြစေကုန်တည်းတဲ့ဘုရားနဲ့မှမတူဇတ်ထကရာသတို့ရကို282အဲ့လိုမျိုးပြောပြီးတော့မှဟောမြတ်စွာဘုရားကြောပြီးစီတော့ကြောလိုက်တော့ဘိက္ခုနီမဖြစ်ရောက်တော့မှခြေရသိမရှိတော့ကြောလိုက်တော့တော်ကြောလိုက်နော်ကြောလိုက်အဲ့ဒီမှာတားကိုအပွေတောင်းခန်းတဲ့အခါအကုန်ကြောလိုက်တော့ဘိက္ခုနီမကြီးဖြစ်သွားပြီကြောလိုက်တော့ဒါသူ့ရဲ့မြတ်စွာဘုရားဒီဘက်အပိုင်းလေးပြီးသွားပြီဘိက္ခုနီမကြီးဖြစ်ဘိက္ခုနီမကြီးဖြစ်တယ်မှာ88နှစ်အရွယ်ရောက်သွားပြီသူတော်နာမင်းကြီးကလည်းပရိနိဗ္ဗာန်ဆံစမ်းပြီမိရတော်ဂေါရမီကလည်းပရိနိဗ္ဗာန်ဆံတတော်120တားတော်ရာဟုလာလေးကလည်းပရိနိဗ္ဗာန်ဆံဟာဘုရားလေတို့ဘုရားရှင်နော်တိတ်ပြီးတော့အံ့ဩစရာကောင်းတာဘုရားရှင်ပြိဋိဘံစံကလေးလန်ခီကိုရှောက်တယ်မှာ the last days of Buddhas ဘုရားရှင်ဗုဒ္ဓကြီးနောက်ဆုံးနေများမဟာပြိဋိဘံတော့အာနန္ဒတပါးပဲရှိတော့ဗိမသာရမင်းကြီးကလည်းသာတော်ဇာတတရဲကထီးရိန်နှန်းယူလူယူလေတော့ခါတို့ကွက်လုံးခြေဝါတာခွဲစားမိစားပဲလို့ရှာမိခဲ့ခင်လို့နိုင်ရွာစံကန်တော့ကိုအနာတပိတထေးကြီးကလည်းကွယ်လွန်ပါပြီဟောကျောင်းတကကြီးရတယ်ပြီရှိတော့ကောသလရဲ့လို့ဘဝမှာအသေးလင်းရမှာတဲ့ကောသလမင်းကြီးကလည်းကွယ်လွန်ပြီးသွားပြီခမီးတော်သူတို့နာမင်းကြီးကလည်းပြိဋိဘံဆံမိရတော်ဂေါတမီကလည်းပြိဋိဘံဆံကုန်ပြီတော့တောက်တယ်ရှင်သာရိပုတ္တရရှင်မောဂလန်ကိုရောမြတ်နှစ်ပါးကလည်းသာသနာရဲ့အက္ခသာဝကနှစ်ပါးကလည်းပြိဋိဘံဆံသာတော်ရာဟုလကလည်းပြိဋိဘံဆံရသောတွေကလည်းပြိဋိဘံဆံထီရီတွားကျွန်တော်တို့ဆိုယူတာပေါ့အာယာမအာနန္ဒငါဘုရားထမခါစားလိမ့်မယ်ညီဘွားအာနန္ဒအာယာမလာသွားကြကုန်စို့တပါးတယ် oh just only one အာနန္ဒပဲပါတော့တယ်နောက်ဆုံးခီးမှာမရှိတော့အကုန်လက်တွဲတွေဖြစ်သွားတာဟာဒါလောကဒါတိကျသွားတာအဲ့တော့အခုရတော်တွေကထေရီမက88နဲ့မြတ်စွာဘုရားလည်း88တက်နေတဲ့မွေးတာအာနန္ဒ88ဆန္ဒ88ကာလုလိုက်88မြတ်စွာဘုရားတပည့်တော်မလေးငငယ်တော့ငါပက်လက်ကလေးကနေပြီးတော့စခဲ့တဲ့ရွယ်ကမန္တတက10နှစ်ရွယ်ပါဗျာ10နှစ်10ကျော်တဲ့ရွှင်လန်းတဲ့အဲ့ဒီ10ကျော်သက်ကနေပြီးတော့မှအသက်20ခိတ်တာတက်ကလှလှပပဝိနတက်ကသက်30ဗလတက်ကအာခွင်ပြည့်တယ်ပညာတက်က50ဒီနေ့ဓမ္မစီ58ပြည့်ခဲ့ပြီဗျာရောက်ပြီဗျာဟာနိတတကအရွယ်ရော့လာပြီဗျာအိုးလာပြီပေါ့နော်အိုးလာပြီနော်တကတော့60တဲ့ဝင်လာပြီလေနည်းလေးကတ်လာနည်းနည်းလေးရှိတော့လက်နှလုံးမရှိတော့ဟာနိတတကပပတာတတက80ဝင်ကတတကကိုင်းပြီကိုွေးသွားပြီမောမူဝတတက90သယနာတတကအိယာလဲပြီအဲ့ဒီမှာမြတ်စွာဘုရားကိုအရှင်ဘုရားရဲ့တပည့်တော်မကပပရတတကခန္ဓာကိုယ်ကလေ80နာကပ်ဖို့2နှစ်ပဲလိုရတော့တယ်အတ္တသတ္တိဝေသဝတံပစ္စည်းမောဝတ္တိဝယောပပရမိအနုပ္ပတ္တဣဇရတိမာဝိဒပါပုနေသမီနေဗုဒ္ဓိရတော်ရထေမာကြီးကိုချစ်မြတ်လုံးလို့ပြီးအောင်ဟောမှာဗျမပြီးရင်မပြန်ကြီးဗျတတ်တော်88နှစ်ရှိပါပြီအရွယ်ကကိုင်းရင်သွားတာပြင်းရင်ရောက်ဒီကနေ့ပဲနိဗ္ဗာန်ယူသည်ငြိမ်းပါတော့မယ်ဖေဟာငြိမ်းညင်ပါပြီဖေဟာငြိမ်းညင်ပါပြီဖေဟာငြိမ်းညင်ပြီတဲ့ဘာလဲလေငြိမ်းညင်ပါပြီတပည့်တော်ငြိမ်းပြစီတော့ပရိဘကောဝယောမရှင်ပရိတံမမဇေဝေတံပါယဝကမိတံမိကတံမေတရဏမတ္တနောတပည့်တော်ရဲ့အသက်ခန္ဓာကိုကျွင်းတာကနည်းနည်းလေးပဲရှိပါတော့တယ်တရက်တည်းပြောတာတရက်တည်းပဲရှိတော့တယ်ပရိတံမမဇေဝေတံအသက်ရှင်မှုကနည်းပါပြီဟောတုံမှာကံချစ်လာပါတယ်ဆိုတဲ့လေးသိင်းကြီးကဘာတသိန်းကတွေ့ကြုံခဲ့တယ်ရှင်ဘုရားနဲ့တကွချစ်ခင်ပွဲမြင်တို့ဝဲအားလုံးတို့ကိုပါရဆွံ့၍ကမိတံမိနိဗ္ဗာန်ယူသိမ့်ငြိမ်းပါတော့မယ်ဖရာကတံမေတရဏမတ္တနောအရှင်တို့ကတော့အရှင်ဘုရားကိုကိုးဝယ်ခဲ့ပါတယ်အခုတော့ကိုကိုပဲနိဗ္ဗာန်သားနဲ့ကိုဝယ်ကိုကိုအားကိုပြီးသွားတော့မယ်တဲ့ကတ္တတရဏမှတ်ခဲ့ကတံမေတရဏမတ္တနောအတ္တနောမိမိကိုယ်သားနဲ့တရဏကိုဝယ်ရပြုတော့မယ်ဒါပဲတို့ကသူများအားကိုနေရသေးတယ်အခုနိဗ္ဗာန်ရောက်သွားပြီဘယ်မှာအားကိုရမလို့တော့တရားမလို့ကိုကိုအားကိုပါတော့မယ်အားကိုချင်းတန်ခဲ့ပါပြီဘုရားနတ္တိဇာတိဇာရဗျာတိမရဏင်းစအရှင်ဘုရားရဲ့ဇာတိတရားကလည်းနှိမ့်ဆက်တသိပါပြီဘုရားအိုရင်းတရားနှိမ့်ဆက်တသိပါပြီဘုရားနာရင်းတရားနှိမ့်ဆက်တသိခဲ့ပါပြီဘုရားတေရင်းတရားနှိမ့်ဆက်တသိခဲ့ပါပြီဘုရားဒါကြောင့်အဇာရမရဏံမအိုရမနာရမသေးရဖြစ်တဲ့အသင်္ကတံဘာပြင်နေရတာလေထမင်းစားတာလေပြင်နေရတယ်
ကုရီတက်ရတယ်လှပပြင်းရတယ်အပူတွေလောက်ပါသေးတယ်ရတယ်ပုံမှန်သွားတိုက်တယ်ဆိုတာလေဟိုမိန်းကလေးလေးသွားတိုက်တာကပ္ပိယကြီးတိုက်တာသွားတိုက်တယ်ခေါင်းဖိတာဖိရတယ်နော်သွားတိုက်ရတယ်ရေချိုးရတယ်ဒါပုံမှန်လုပ်တယ်ရှူရှူပေါ့ရတယ်အိမ်ကတက်ရတယ်သမင်းစားရတယ်အဲ့ဒီပြင်နေတော့အပေါ်တော့ငကက်ကလေးတွေတို့ကတော့ဒါတွေမရှိဘူးပေါ့ကွာငကက်လေးတွေလက်သေးနေလေးတွေဆိုးရသေးတယ်ဟုတ်လားကိုတို့ကလက်သေးရှင်ဖုန်းကြီးလက်သေးရှင်လက်သေးတွေဆိုးရသေးတယ်မဲတချို့တော့ကိုကလာမေးသေးတယ်ဆရာတော့လက်သေးတွေရဲရဲတယ်လက်သေးနေဆိုးလားအေးဆိုးတယ်လို့ပြောလိုက်တယ်ဖုန်းကြီးလာတော့လက်သေးနေဆိုးလားလာမေးသေးတယ်အဲ့ကြတဲ့ဟိုခေါ်တယ်မလေးခြားတိမလေးကဆရာတော်ပြလက်ကလေးအောက်ချပါတယ်လာပုတ်ကြည့်တယ်ဘာလို့လဲဆိုတော့လက်သေးဆိုးတယ်ထင်လို့ပုတ်တာဟာနင်တို့ကလည်းလက်ကလေးကိုချပေးပါအဲ့ရေနဲ့ပုတ်ကြည့်တယ်ငါလက်ကိုဟောဗျာဒုက္ခဘာလို့လက်ကလေးရတယ်အဲ့ကိုတော့လက်ကရဲနေတာလက်သေးနေဆိုးတာတဲ့နော်ဘယ်လိုကနှခမ်းနေလဲဆိုးတယ်ငါအပေါ်လို့တွေကလောက်ရသေးလားသာသနာ့မှုကြီးလောက်ရတယ်အဲ့ကြတဲ့အပေါ်လောက်ရသေးတယ်နော်လောက်ရသေးတယ်သင်္ကတပြုတ်ပြနေတာတွေများလိုက်တာအသင်္ကတံငကိုရှိတာလည်းမပြင်းရတော့ပါဗျာစားတာတောက်တာအိတ်တာကျင်ကြီးကျင်ငယ်စွန့်နေဆိုတဲ့ငကိုရှိတာတွေလည်းမပြင်းရတော့ပါအပိုတွေလည်းမပြင်းရတော့ပါငကိုပြင်းရတာတော့ပြင်းရပါမယ်တနခါလိန်ယုံနဲ့လိန်ရမယ်သပင်တွေတန်ရှင်းရပါမယ်အိမ်နာတက်ရပါမယ်ရေချိုးရပါမယ်သမင်းစားရပါမယ်အဝတ်စားတယ်ငကိုရှိတာကိုတော့ပြင်းရပါမယ်အပိုတွေလောက်ရတာများတယ်နာအပိုလည်းပြင်းရပါတယ်ငကိုလည်းပြင်းရပါတယ်အသင်္ကတံပူရာလည်းမပြင်းရတော့ပါငကိုလည်းလိုရာလည်းမပြင်းရတော့ပူရန်ဇရမရဏတွေခြုံငင်းရနိဗ္ဗာန်ကိုဂမိတ်တံမီသွားပါရစေတော့ဖယားတန်တရားမှာလေတပည့်တော်နဲ့အရှင်ဘုရားနဲ့ဆုံတွေ့ကြမြတန်တရားတော်လွားမှာပြစ်မှားပြီးသည်မြအပြစ်တုံးစရာရှိရင်ခွင့်လွတ်ပါဖယားတန်တာရေတန်တာရာ၌တန်တရိတ်တော်ကျင်လဲခြင်းကတော့ငါသိရဖြစ်စေမသိရဖြစ်စေအပ္ပဒါရံခမတ်သူမေအရှင်ဘုရားပေါ်မှာလေသိရတော်လည်းကောင်းမသိရတော်လည်းကောင်းအမျိုးသမီးဆိုတာလေစိတ်ကောက်တတ်တယ်အနိုင်ယူတတ်တယ်အဲ့ဒီကြောင့်အဲ့ဒီရဲ့ပြစ်ချက်လေးတွေများရှိခဲ့ရင်ဒီကနေ့နောက်ဆုံးသွားမယ်ခရီးမှာကြော့ပြီးခွင့်ပြုခဲ့ဖို့ခွင့်တော်ပါဖရာတနာကြရည်ဗျာကိမုဒ္ဒရံတေဝကမေနိဗ္ဗာန်ယဝဇန္တိယချစ်သမီးဗရာစာယီချစ်သမီးဂေါတမီချစ်သမီးဗတ္တာဖရာရှင်ကလည်းခေါ်တာယတောဗတ္တာရဲ့ချစ်သမီးရဲ့သမီးလိုပဲခေါ်တော့တယ်ဟောမြတ်စွာဘုရားရဲ့တရားကြောင့်ကြီးတာဖြစ်ရင်ဇနီးလိုပဲခေါ်တော့ဟေးချစ်သမီးဗတ္တကင်္စနာရဲ့နိဗ္ဗာန်ယဝဇန္တိယနိဗ္ဗာန်ယူသိကိရိတန်ငြိမ်းပြီးသွားမယ်ပုဂ္ဂိုလ်အတွက်ဂိမုဒ္ဒရံဘေစကားများခွင့်လွတ်စရာစကားမရှိတော့ပါပြီးပြီခွင့်လွတ်ပြီးသားတပည့်တော်ကလေကျန်တာအများကြီးတော့ဂါရာတွေ400တော့တပည့်တော်ကလေအရှင်ဘုရားချစ်မယ်ဆိုရင်လေချစ်လောက်ပါတယ်တဲ့လောကမှာအချောဆုံးပါတဲ့ဗါတယ်ဟောကာမဓာတုမတိကာမသန္တိတာရူပဓာတုယရူပေနသရိသနတ္တိထဘေတောလောကနာယကံဟဲ့ဒီကာမဓာတ်ဘလောက်ချောလဲဆိုရင်ဟဲ့ဒီကာမပြီးကိုလွန်ပြီးတော့မှအချောဆုံးပါကြည်စမ်းဗြဟ္မာလောက်တာမချောတာတယ်နော်မလေးရတော်တွေကကာမဓာတ်တုံအတိတ်ကံမှာကာမဓာတ်တာဝရဏနတ်ပြည်နတ်သမီးတွေလည်းချောတယ်ဗျာကြော်သေးပေါ်သေးသေးမထင်နဲ့ဗြဟ္မာလောက်တာမချောတာတဲ့ကာမဓာတုကိုကြော်ပြီးတော့ရူပေနသရိသနတ္တိရှင်ဂေါရမလေးလောကနာယကသိတ္တမြတ်စွာဘုရားကိုထား၍အရှင်ဘုရားနဲ့တော့မတူဘူးတဲ့အရှင်ဘုရားကိုထားပြီးတလောကလုံးမှာသူ့ကိုမှီတဲ့အချောမရှိပါဘူးနောက်ဆုံးလျှောက်တာဗျပြိဋ္ဌာန်ရဟန္တာထေရီမကြီးကပုရုဇဉ်တော်အဲ့ဒီစကားပြောရင်ကြွားတယ်ထင်မယ်သာသနာရေးမှုကြီးပုရုဇဉ်ဘဝမှာပြောရင်ဗါတယ်လေကြွားတယ်ထင်မယ်အခုရဟန္တာဒီနေ့ညပရိနိဗ္ဗာန်စံဃာလေးကြမှာပြောတာဗျတသက်လုံးပြောနေတဲ့စကားမပြောဘူးရူပေနသရိသနတ္တိထပိတွင်လောကနာယကံလောကထုတ်ပြသဗ္ဗညမြတ်စွာဘုရားကိုထပိတော်ချန်တန်း၍ရူပေနာဆင့်အပြင်တရိသံတူသောပူသည်နတ္တိမရှိခဲ့ပါဘုရားပရိနိဗ္ဗာန်စံကပြောတာစောစောကပြောရင်ကြွားတယ်ရသောတရားပုရုဇဉ်မလေးကသူ့ကိုသူချောတယ်ပြောရင်ကြွားတယ်ရဟန္တာပြမှာပြောတာယမရှင်ပုရိတံကမ္မတုံရှတယမဝေဒဘုံညံဥပစိတမယပြောပြီဗျအရှင်ဘုရားရဲ့ဘဝတန်တရားတစ်လျှောက်လုံးမှာပြုတ်ခဲ့သမျှကုသိုလ်ကောင်းမှုတွေကလေအရှင်ဘုရားအတွက်ပဲရည်ရွယ်ခဲ့တာပါဘုရားတဲ့အဲ့လိုမျိုးသမီးပဲရှိမှာတော့တခါတော့ကြီးဘာတယ်လဲယမရှင်ပုရိတံကမ္မပြုသမျှကုသိုလ်ကောင်းမှုတို့သည်ပြုသမျှကုသလကိုပြုကုသိုလ်ကောင်းမှုများသည်တုံရှက်ထာယအရှင်ဘုရားအတွက်ပဲအရှင်ဘုရားအတွက်ပါပဲဘုရားဘု து အတွက်လေအဲ့ဒါကြောင့်မလို့ဘဝအသင်ချေအထွေတွေအရှင်အတွက်သာဖြစ်ပါစေလို့တရားကောင်းစဉ်ပေးလိုက်တာပါပြန်ပြောဦးမယ်ဘယ်လိုတဲ့လဲဘဝအသင်ချေအထွေတွေအရှင်အတွက်သာဖြစ်ပါစေတရားကောင်းစဉ်ကရတော်တွေကဘယ်လိုပြောတာလဲအရှင်အတွက်ပဲတော့ယံမရှင်ပုရိတံကမ္မံတုံရှတယမဝိဒဘုံညံဥပစိတမယပြုသမျှကုသိုလ်ကုသလကောင်းမှုကံတို့ရဲ့အကျိုးအာနိသင်များသည်တုံရှထယမဝိဒအရှင်ဘုရားအတွက်သာဖြစ်ပါစေတော့ဘုရားနေကကောရိတသဏိကဘာရေကဘာဂရေအထောင်ပေါင်းများစွာကောရိတတနော်ဂရေပေါင်းထောင်ဥပကာရယဒတိမံတပ္ပညုတညံတပိတော်ပေးသမျှအချစ်တွေ
အနစ်နာခံသမျှတွေအရှင်မယတပ်ပိညုတဉာဏ်ရဖို့ဖြစ်ပါတယ်ဇာလီနဲ့ကဏစိမတ်တွေဒေဝီဘဝတော်ကကြည်သမ်းပါတပ်ပိညုတဉာဏ်အတွက်ဆိုရင်ပေးမယ်ပေးဖို့စတဲ့လှူတာကိုလေသားတို့ခေါ်တယ်ရေစက်ချတာကိုမလီပေးတယ်မိမဟုတ်ဗျာတပ်ပိညုတဉာဏ်တွေပေးတယ်မတိဒေဝီမတ်တွေဝီတော်လေးဝါလေဥပကာရယတာတိတပိတော်တပ်ပိညုတဉာဏ်အတွက်ရှင်မြတ်ကရေစက်ချတယ်ကျင့်တတ်ပါတယ်ဗျာဟာဇနီးမရလေပရိယထာယတပ်ပိညုတဉာဏ်အတွက်တပိတော်ကိုဇနီးပြုတယ်လို့ထင်ပါတယ်တုံရှက်တရားမမုန်ကြီးအဲ့ဒီပေးလိုက်တယ်မရီဒေဝီဘဝကအရှင်မယပုံနာကိုလှူဘသူကိုလှူတပိတော့ကြီးဖြူပဲလက်ခံခဲ့ပါတယ်ဖယားဝိမနာစိတ်မဖောက်ပါဟာနည်းနည်းငါ့ကိုလေမချစ်ဖဲနဲ့ကွာစွန့်တယ်လို့တခါမှစိတ်ကလေးနည်းနည်းလေးတော့မဖောက်ကြဘူးနာဝိမနာတတနာဝိမနာဝမီတုံရှက်ထားရတပ်ပိညုတဉာဏ်ရမယ်ရှင်မယအတွက်တပိတော်ကိုပေးစွန့်သမျှတွေမှာလေတပိတော်လုံးမှာစိတ်လေးမညူမငဲပါဖယားဟာမညူညင်မှုအမလေးဟာဆရာမျိုးမညင်ရတော့တက်ဝေဆိုရမှာဒါပဲဒူဝင်ချင်းမြေမခကောင်းငယ်မှန်လေးလာတွေကွဲစီမြတ်မြမျိုးပြို့ဖြစ်ပါစေသွေးကွက်မဲ့စိတ်ဝဲမသွေးတဲ့ရွှေမျိုးမညင်ဟာပေါ်ပြတို့ပြောခဲ့တာလေပြေလာဖင်နဲ့မေရှင်တို့နောက်ဒီဘက်ခမှာကျတော့ဒူတွေအမျိုးမျိုးထပ်ဆိုကြဟုတ်ဗျာအဲ့ဒီဒူဝင်ချင်းကြီးကဒူဝင်ချင်းမြေမခကောင်းငယ်မှနေလာတွေကွဲစီနေလာကွဲတော့မယ်မြတ်မြမျိုးပြို့ပြသွေးကွက်မဲ့စိတ်ဝဲမသွေးသူတို့ပြောတာဗျာအဲ့ဒါကြည့်ရေးတာမြေမို့တောင်ကြီးရွေ့သွားပါစေဦးကိုတို့ချစ်မရွေ့ဘူးဒူဝင်ချင်းကမြေမှာခပြီးကျွေသွားပါစေဦးပြေဘူးဒါပြောဆရာမျိုးမညင်အဲ့ဒါရတော်ရလို့ကြည့်ပြီးတော့ဒါပြောတာသာသနာ့မှုကြီးဘာလျှောက်နေလဲဟောအရှင်မရရဲ့တဲ့ပရိယထာယဒူဝင်ချင်းကြီးတာမြေခသွားမယ်ကောင်းကင်ကနေလာတွေကွဲသွားမယ်မြေမို့တောင်ကြီးရွေ့သွားလိမ့်မယ်ရတော်ရအချက်ကတိတ်တယ်မင်းသားမဟာမင်းတို့ပြောတယ်တနာတယ်နော်ဒူဝင်ချင်းမြေမှာခကောင်းကင်မှာနေလာတွေကွဲစေမြတ်မြမိုးပြို့ပြက်ကလေးသွေးကွမဲစိတ်ဝဲမသွေးပြီးတော့ဟာနေကဂေါရိသသနိဥပကာရယထာတိကဘာရေကလေးချီအောင်ရှင်မယကသဗ္ဗညုတဉာဏ်ရောက်တဲ့တပည့်တော်ကိုပေးခဲ့ပါတယ်ဖယားတတ်တာအဲ့ဒီပေးတဲ့နေရာမှာဝိမနာစိတ်ကလေးတစ်စက်မှမညှို့ညင်ခဲ့ပါဖယားအရှင်မယကိုချစ်တဲ့သူမတိတ်စင်လာလို့တိတ်စင်လာလို့လုံးဝမကြည်လင်ပြီးသားမင်းမျက်နှာပါဖြစ်တာမင်းမဟုတ်ဆရာတော်ချစ်တယ်ဆရာတော်အမျိုးသမီးရပါကွာငါအမျိုးသမီးကိုငါဟိုတာသနိုင်မှုနှစ်တယ်လို့ငါဓမ္မပူဇာတွေက30တွေက2သိန်းပေးတယ်ရှင်များတာပေါ့တသိန်းတော်ကြီးပေါ့မညှို့ညင်ဘူးနော်အဲ့လိုမညှို့ညင်တာအမလေးမညှို့ညင်ဘူးစင်မျိုးတော်ကြီးပေးလူတယ်အဲ့ဒီစေတုဒ္ဒရာတိုင်းကလူတွေအကုန်လုံးညှို့ညင်တယ်မရီဒေဝီကမညှို့ညင်လို့မောင်ရှိကသွားရင်ကျမနောက်ကလိုက်မယ်ဟာမညှို့ညင်လို့တောတွေလိုက်ခဲ့တာလေအေးသူပေးတာလေရှောက်ပြီးပေးတာလေရှာရှိပေးတာလေနေလေမပြောဘူးနော်မပြောဘူးညီလို့ဆိုရင်ပြောပါပြောမှာဓမေရီကစီးတဲ့ကားကိုလေတာသနိမှုလို့ဆိုရင်ဆရာတော်အမျိုးသမီးကရှာရှိတော်လေကားဘာပေးရမှာလဲဆယ်သိန်းလောက်ပြင်တော်ကြီးပေါ့အဲ့ငါအမျိုးသမီးအဲ့လိုပြောမှာသိကြတယ်ပြောမှာလေဟိုမပြောဘူးခင်ဗျာစေမျိုးတော်လူတော်တနိုင်ငံလုံးကဝိုင်းကန့်ကွက်တယ်ဒီမိုကရေစီကိုမြင့်နိုးတဲ့တိတ်တတ်မင်းသားတွေဘဝဝတ္တန္တရာတို့ဘဝဖြစ်အောင်ခမီးတော်မင်းကြီးကတားတော်ကကိုချင်းမြန်နေတာလုပ်မယ်ဆိုရင်မင်းကြီးတရားဆက်မှာဒါနံသီလင်းစာပြအောက်ဝီရောနဲ့ opposition of people ပြည်သူတွေနဲ့မဆန့်ကျင်အောင်ပြည်သူတွေကဆင်မှုတော်ကိုမပေးချင်ဘူးမင်းကပေးချင်တယ်ပြည်သူတွေကတော့ခုနပြောတယ်မြစ်ဆုံမပေးချင်ဘူးဘယင်းကပေးချင်တယ် non opposition ဖြစ်သွားတယ်အောက်ဝီရောနဲ့တိုင်းပြည်ဆန့်ကျင်သွားတယ်မလုပ်ပါဘူးတဲ့ဟိုအဲ့ဒါဘယ်မြစ်ဆုံတော့မပါဘူးပေါ့ကွာဒါ sorry နော်မပြောဘူးဖာနည်းနည်းမေ့ပြီးပါသွားတာအဲ့တော့ဆင်မှုတော်ကြီးကိုဝတ္တန္တရာမင်းကြီးကပေးချင်တယ်ပြည်သူတွေကတိုင်းပြည်ရဲ့ရတနာမလို့မပေးချင်ဘူးဒါချင်းတပည့်တော်ကတော့ဒါနပြုတာတဲ့ပေးကိုပေးမှနောက်ဆုံးပါရင်ဖြည့်တာတဲ့အဲ့လိုဆိုရင်သားတော်ပေးချင်တယ်ဆိုရင်တော့အာနာဆွန့်ရလိမ့်မယ်တဲ့ဆွန့်တယ်လေဒါနပြုချင်တယ်ဒါနလည်းပြုချင်တယ်ဘယင်လည်းလုပ်ချင်တယ်မရနှစ်ခုတော့ choice လုပ်လို့မရဘူးတစ်ခု choice လုပ်အဲ့လိုဆိုရင်သားတော်ကလှူရင်နန်းတော်ဆွန့်မယ်တဲ့ non opposition နောက်ဆုံးမင်းရတရား10ပါးတမှာအဝိရောဒနာတိုင်းသားပြည်သူရှင်လူရန်တို့ရဲ့စန္ဒနဲ့မဆန့်ကျင်ခြင်းဆိုတဲ့အချက်လည်းပါတယ်ကွာသားတော်ရဲ့ဆန့်ကျင်စွန့်တယ်ဒါပဲလို့လေးပဲဒါပဲလေစဝါစမ်စင်ဟိုဂျောဘင်းကြီးကသင်္ကန်းကြီးဖြစ်နေပြီဂျောဘင်းကြီးသင်္ကန်းကြီးဖြစ်နေကမှသူ့သားလုပ်တဲ့ပုဂ္ဂိုလ်ကမုတ်ဆိုးမကိုကြိုက်တယ်လေမုတ်ဆိုးမကိုကြိုက်ရင်ဘယင်းနှန်းဆွန့်ရလိမ့်မယ်တိုင်းပြည်ကအဲ့ဒီအမေရိကန်မုတ်ဆိုးမကိုယူတာကိုလက်မခံဘူး this is not democracy အဝိရောဒနာ non opposition of people ပြည်သူနဲ့ဆန့်ကျင်နှန်းဆွန့်တယ်လေဆွန့်တယ်ဆွန့်ရှင်းလေးပဲဒါပဲလို့လေးပဲလို့ချင်းဆွန့်လေအဲ့တိုင်းပြည်ဆွန့်ရလိမ့်မယ်အဲ့တော့ဆွန့်တယ်ဝန်ကဘာတောင်သွားတယ်လေဟာထီတော်ဝါဒထဲမှာလဲဒီမိုကရေစီဇလန်းနေဟောဗျာအမေရိကန်မို့ဆိုမစ္စတာဝေါ့စ်ကိုယူလို့ဆွန့်တာကိုကဘာကပြောတယ်ဝတ္တန္တရာမင်းကြီးကလည်းသူ့ဆင်မြူတော်ကြီးကိုလှူချင်တာ
တူရင်တိုင်းပြည်ကမချင်တဲ့တော့တိုင်းပြည်ရဲ့ဆန္ဒနဲ့မဆန့်ကျင်မဲနဲ့ဝန်ကဘာတောင်ကိုစွန့်ပြီးသွားတယ်မောင်ရှိကသွားရင်ကျမလည်းနောက်ကလိုက်မယ်မောင်ကြီးချစ်တော်ရအဲ့ဒါလို့ချစ်စရာကောင်းတဲ့ဟာဒါကြောင့်မလို့ပြောပြီတတ္ထဝိမနာစိတ်မကွက်ပါကွက်ဘူးလေအဲ့လိုအားလုံးကိုစွန့်ရပါတယ်ဖေ။ everything ဟောတချို့ဒီမှာလေဟိုကျွန်တော်ချစ်ပါတယ်တဲ့ဘာတွေကိုသူ့ကိုဘာချစ်လဲ everything's for you အရာပဲပြီးပြီတော်သေးတယ်ဗျာဓမ္မစီတို့လည်းအိမ်တော်မကြလို့ဗျာငါခလေးလေးလည်းချစ်တယ်ခွေးလေးလည်းချစ်တယ်ဆိုရင်ငါလည်းအဲ့အမျိုးသမီးကိုခမရတို့တွေအစတသိန်းတော့တငယ်ချင်းတွေဖုန်းကြီးထွက်သွားတယ်မင်းတို့မိမကြောက်မကောင်းနေအဲ့တော့ငါဘယ်တော့မှမယူငါတို့တဲ့10စားလောက်ကြောက်မှာအဲ့တော့ငါတို့အဲ့မယူတော့ဘူးငါကိုသိတယ်လေကိုတငယ်ချင်းတွေထွက်ရအေးပါဘိုးကခမဝတ်လည်းမယ်အလဲမခံဘူးမယူဘူးတက်တယ်လို့မယူဘူးဝတ်မလဲတော့နောက်ဘွားတော့မသိဘူးကွာဒီဘွားတော့ဝတ်မလဲဘူးသိကြတယ်တငယ်ချင်းတွေပြောမင်းမိမကြောက်မကောင်းနေငါအဲ့လိုပြောတယ်ခမရပို့ဆိုးမယ်ဟုတ်တယ်ငါပို့ဆိုးမှာသိတယ်ကိုသိတယ်ဆိုတော့ကိုရင်လေးတွေကလေးတွေဆိုရင်ဆရာတော်တွေအဲ့ကလေးကပျက်စီးကိုကလေးအကုန်လှူလိုက်တော့ကလေးတွေကိုမခေါ်ထားဘူးအလှူလိုက်တာများတော့တော်သေးတယ်အိမ်တော်မပြုတ်လို့ပြုတ်ရင်မိန်းမရောကလေးကိုပျက်စီးမှာသိကြတာတခုတော့ပြောနော်တော့ခင်ဗျားပြောတာမဟုတ်နော်အဲ့တော့အားလုံးကိုစမှအားလုံးပါတဲ့ everything for ဘလောက်ချစ်လဲတဲ့အရှင်ဘုရားအတွက်အရာကအရှင်ဘုရားအတွက်ပါတဲ့ဟာနည်းနည်းများတာပေါ့ရတော်ရရဲ့တချို့ရုပ်ရှင်စကားတွေမှာ everything ဘလောက်ချစ်လဲ everything အရာတဲ့အသက်ရှူသမျှမလေးဟာနာနာဝိရံဘူဒုက္ခသန္တာရိသဘောဝိတေတုံရှက်ထာယအနုဘူတံအသင်ခိယံပြောခဲ့တယ်နာနာဝိရံဘူဒုက္ခအထူးထူးပြပြများသောဆင်းရဲဟုသမျှကိုသန္တာရိသံတရားတစ်လျှောက်မှာဘိုးဝိရေမျိုးစုံများစွာနဲ့အနုဘူတံခံစားခဲ့ရပါသည်အသင်ခိယံမရေတွက်နိုင်လောက်အောင်တုံရှက်ထာယအရှင်ဘုရားအတွက်ဆိုရင်ဟာအကုန်နဲ့ဗျာအသင်ချီအနန္တနာနာဝိရံဘူဒုက္ခအသန္တာရိသဘောဝိတေတုံရှက်ထာယအနုဘူတံအသင်ခိယံအရှိအတွက်ခံစားချက်တွေဒုက္ခတွေကလေအသင်ချီပေးဆက်ခဲ့ပြီးသားပါဖေဟာအဲ့ဒီဆင်းရဲမှုတွေနဲ့တွေ့တဲ့အခါမှာဒုက္ခနဲ့ဖြစ်တဲ့အခါမှာစိတ်မချမ်းမသာမဖြစ်ပါတမအဲ့ဒီချမ်းသာရင်လည်းမင်းတို့ပြောတဲ့အသာခံရင်လည်းအတူတူအနာဆိုင်အေးတူပူမြမင်းတို့ပြောတယ်လေအပူတွေနေပူတယ်လေရှောင်ရဲပါလေခေအောင်လန်းကိုလေရှောင်ရဲပါတယ်ခေအောင်လန်းကိုလေမင်းတို့ပြောတာလေပြန်သွားရင်လေစိုးမွေရလဲအဲ့ရဲတယ်ဆိုခမရအမျိုးသမီးပြောရမယ်ဒီနေ့ညရေးသာသနာရေးမှုရဲ့အမျိုးသမီးဒီထဲပါလားတော့မတော်သေးတော့ဟမ်ပေါ့လားဘာမှလဲအိမ်မတရားကိုလေဖွင့်ပြလိုက်နော်စိုးမွေရလဲအဲ့ရဲတယ်ဆိုတဲ့ယောက်ျားတွေကိုလေအိမ်ပြန်သွားရင်ချမ်းတဲ့အချိန်မှာရေတွေလောင်းထားလိုက်မှုရပါဘူးသူတို့ပြောတာလေစိုးမွေရလဲအေးရဲပါတယ်ခရောင်းလန်းကိုလေဆိုအဲ့ခရောင်းလန်းဆိုလို့ရှိရင်လေ तू သွားမဲ့ဖက်နှက်ကိုနည်းနည်းတဲကြိုလေးကတ်ကြီးနဲ့ညှက်ထားလိုက်အလုပ်သွားတာဒီစိတ်ဆိုးလားမဆိုးလားစမ်းကြည့်လိုက်အောင်ခရောင်းလန်းမသွားခင်ဖက်နှက်လေးတစ်ခါပြတ်တာစမ်းကြည့်လိုက်အောင်အဲ့လိုမဟုတ်ဘူးခင်ဗျာဒီမှာတော့ဆင်းရဲချမ်းသာအတူတူဒုက္ခဒုက္ခကိုချိန်ဝင်လေးပမာမျှတတလေးတပည့်တော်မှာဆင်းရဲတဲ့ခါမှာလေစိတ်မကွက်ခဲ့ဘူးချမ်းသာတဲ့ခါမှာလေမန်နေမတက်ခဲ့ပါဘူးဖေဟာဒါကြောင့်မလို့နောက်ဆုံးစကားလေးပြောပြရစီတော့ဖေဟာသူ့မိတာဘဝမှာလေအရှင်ဘုရားနဲ့တွေ့ခဲ့တာကြာခဲ့ပါဦးနော်ပြန်နောက်ဆုံးပြောပြီနောက်ဆုံးတခါတည်းပဲကျွန်တော်ပင်စဟတတဝဝန္တုတယောဝန္တုမမဣတိတေနသတ္တေသမဝန္တုဘောရထာယတဝံဣတိဒီမြင်ကလာမြတ်စွာဘုရားခြေတော်ရင်မှာအရှင်ဘုရားကဝတ်ဆင်းလို့ဖျားစုပန်တဲ့အခါမှာတပည့်တော်ကြာပန်10ပွင့်ယူခဲ့တာအရှင်ဘုရားလက်ထက်ကို9ခိုင်တပည့်တော်က3ခိုင်အဲ့ဒီ9ခိုင်ကအရှင်ဘုရားအတွက်ပါ3ခိုင်ကတပည့်တော်အတွက်ပါတပည့်တော်ကလေအရှင်ဘုရားနောက်ကထတ်ချက်မကွာပါရမီဖြစ်ပြီးတေနသတ္တေသမဝန္တုအဲ့ဒီကြာပန်9ပွင့်ပေးလိုက်တာဖြစ်ချင်းကြောင့်ငါးစုရွှေကြံပွင့်တဲ့ဗတ္တကဘာမှာပြန်ဆုံးခဲ့ပါပြီဖရာဘောရထာယသစ္စာ၄ပါးကိုသိဖို့အတွက်တပည့်တော်ဖြစ်ခဲ့ပါပြီတူမြသောစိတ်ကောင်းမှုတဲ့ဟောစိတ်ကလည်းတူတယ်ကောင်းမှုပြောလည်းတူတယ်ကာယကံဝစီကံမနောကံလည်းတူတယ်အဲ့ဒီလိုချစ်သူဖြစ်ရလိုပါဤလိုစုပန်ခဲ့တယ်ဟာသဗ္ဗညုယဉဏ်ပါရမီဖြည့်ပဲ့နေတဲ့စောင့်ရှောက်ကာယကံဝစီကံမနောကံမှာလေဟောချစ်တဲ့သူနဲ့တစိတ်တည်းထားရပါလို့တကံနဲ့ပြုရပါလို့ပါရမီဖြည့်ပြီးစောင့်ရှောက်ရပါလို့လို့လောကဓာတ်နဲ့ကြုံလို့ရှိရင်လေအဲ့ဒီစိတ်ဒုက္ခတွေမတွေ့ရပါလို့ဒီအဲ့လိုပန်ခဲ့တာဂရေတွေထောင်ချီတဲ့ဖယားရှေထံမှာအရှင်ဘုရားအတွက်လှူပြီးစုတွေပန်ခဲ့တယ်64ဂရေတော့ပြစ်စေကဗုဒ္ဓတွေယဟန္တာတွေတော့မရေနိုင်ဘူးတဲ့ဗျာတခါကြီးဖယားဘာလို့လဲဂရေထောင်ချီတဲ့ဖယားတွေဂရေထောင်ချီတဲ့ဖယားနော်မလီဖယားတွေ so millions or billions မဟုတ်တော့ဘူးနော်တန်းတစ်ထောင်ဆိုရင် billion သူကဂရေတစ်ထောင်ဖြစ်ချင်းကြောင့် 10 billions great ထောင်ချီတဲ့ billions of Buddhas trillions of Buddhas တွေအဲ့ဒီဘုရားတွေထံမှာအရှင်ဘုရားတပ်ပိညုတန်ဉာဏ်ရဖို့အတွက်တော့ဘဝအသင်ချေလို့ပြောလိုက်တယ် uncountable numbers incomparable မနိုင်ရှင်နိုင်မရှိတော့ uncountable 64ကလေးတော့ပြည့်စေကဗုဒ္ဓယဟန္တာဆိုတာတွေကတော့မရတွေ့နိုင်ခိနာသဝဝိဒမလအသင်္ကိယဗုဒ္ဓသာဝကယဟန္တာတွေကတော့မရတွေ့နိုင်မှာအဓိကရမဟာမရှင်
ဓမ္မရာဇာသူနောဟိမေအရှင်ဘုရားရဲ့ရှင်ဟန္တာတွေနဲ့တွေ့တိုင်းလေအရှင်ဘုရားနဲ့ပါရီဖြည့်ပြီးတော့အရှင်ဘုရားပေါ်မှာအနက်နာခံဖို့ဆုတောင်းခဲ့တာမရည်နိုင်ခဲ့ပါဘူးဘုရားဟောဗျာဓမ္မစရိသူစရိတဏနန္ဒုစရိတံစရိကပ္ပလွေမှာကြားခဲ့တဲ့တရားလေးကိုပြန်လျှောက်ထားပါရစေတော့ဘုရားအရှင်ဘုရားဆွမ်းခံကြွားရက်နဲ့ခမည်းတော်ကြီးကိုဟောလိုက်တဲ့တရားကိုတပည့်တော်ဒီနေ့ထိဆောင်ထားပါတယ်88နဲ့36နဲ့36နှစ်ကကြားလိုက်တဲ့တရားလေးကို88နှစ်မှာငါနှစ်90တိတိအဲ့ဒီဆောင်ထားပါတယ်ဓမ္မစရိသူစရိတံနန္ဒုစရိတံစရိဓမ္မစရိသူခံသေတိအတ္တမိန်လောကေပရမိစာလို့တပည့်တော်အရှင်ဘုရားစကားကိုမျက်နှိုးလို့နေ့တိုင်းဆွမ်းခံကြွပါတယ်ဟာ88နှစ်အဖွားကြီးထိဆွမ်းခံကြွတော့ဗျာအောင်မလေးဗျာကပ္ပယကြီးဟာကောင်းလိုက်တာနော်ချစ်စရာကောင်းလိုက်တာအရှင်ဘုရားစကားလေးကိုနဲ့တယ်လို့ဓမ္မစရိသူစရိတံလို့36နှစ်ကတတ်တော်36နှစ်ကကြာလို့88နှစ်အခုအနှစ်90နီး42နှစ်အနှစ်90နီးဆုံးခံကြွားခဲ့ပါတယ်ဖေဟာဟုတ်ဗျာနေဘိနေဒဝနာတန်တာရေပပ္ပဇံအနာဂရိယံသာသပရိဝါရေနပပ္ပစိတ်တောအကိဉ္စနံတန်တရားတစ်ခွင်မှကျင်လဲခဲ့တာတွေနိဗ္ဗာန်ဉာဏ်ရလို့ဟောတန်ဝေကဉာဏ်ရပြီနိဗ္ဗာန်ဉာဏ်မြေယထာဘုနောဘဝိရာဂဉာဏ်ဖြစ်တန့်ဉာဏ်ကူးပြီပေါ့အဓမ္မသေစရုသစ္စာမပါပုနေ15ရက်နဲ့ယန္နာထေရီမကြီးဖြစ်ခဲ့ပါပြီဘုရားဖြစ်တဲ့နေ့မှာစ၍ပစ္စည်းလေးပြားတွေကလေပင်လေတဲ့ကသမုတ်တွေကလိုင်းတဘိုးတွေပမာဟာချိုးတဲ့အမျိုးသမီးဆိုတော့ပစ္စည်းလေးပြားတွေကပင်လေတွေကလိုင်းတဘိုးတက်တာသို့တော့အဲ့ဒါတွေမငယ်ဖဲနဲ့အရှင်မြတ်ရဲ့ဓမ္မစရိသုစရိတန်တရားကြားလို့နေစဉ်ဆုံးခံစားပါလေဘုရားကောင်းလိုက်တာကြောင့်ထေရီမကြီးရှောက်ဝိုင်းမိကြည့်တယ်ပိဿကဝိုင်းကြည့်နေကြတာပိဿကရှင်သာရိပုတ္တရာရှင်မောကလန်အနန္ဒအကုန်လုံးဝိုင်းကြည့်ဟောဗျာ88နှစ်အဖွားဦးတယောက်ကတက်စွာဘုရားရဲ့ဇနီးကအေယံကိလေသာဇဗိဒပရိသံဗိဒကတံဗုဒ္ဓသာသနာစရှောက်ပြီအရှင်မယားအဲ့ဒီနေဗိဒဉာဏ်ကနေအရှင်မယားဝတဲ့တရားကိုပြန်မြင်လိုက်လို့နေဗိဒဉာဏ်ညီငွေတော့ညီငွေလိုက်တဲ့အခါလဲကြောင့်တန်ဝေကဉာဏ်ရပြီးတော့မှဝိဒါကတက်မချင်းခင်တယ်အာရိနဝအပြစ်မြင်ပါပြီပရိသင်္ကပြန်ဆင်းခြင်းသင်္ခါရုပ္ပကသင်္ခါတွေသင်္ခါရတရားတွေလိလူရှုလိုက်လို့တပည့်တော်မှာကိလေသာတွေငြိမ့်ပြီးတော့အဋ္ဌပရိသံဗိဒအကျိုးတရားကိုသိတဲ့ဉာဏ်ဓမ္မပရိသံဗိဒအကြောင်းတရားကိုသိတဲ့ဉာဏ်ဝိဇ္ဇာပြစ္ဆေသင်္ခါရဝိဇ္ဇာကိုသိတော့ဓမ္မပရိသံဗိဒသင်္ခါရကိုသိတော့အဋ္ဌပရိသံဗိဒဟုတ်ပြီနော်အဝိဇ္ဇာသင်္ခါရတဏှာဥပါဒံကာမဘဝလို့ခေါ်တဲ့အကြောင်းတရား၅ချက်ကိုအတိတိဟေတောပိစ္ဆာအကြောင်းတရား၅ချက်ကိုသိတော့သမုဒိယသစ္စာကိုသိတော့ဓမ္မပရိသံဗိဒဒုက္ခသစ္စာကိုသိတော့အဋ္ဌပရိသံဗိဒအဝိဇ္ဇာကိုသိတော့ဓမ္မပရိသံဗိဒသင်္ခါရကိုသိတော့အဋ္ဌပရိသံဗိဒ၄ချက်အဲ့ဒီအဝိဇ္ဇာပြစ္ဆေသင်္ခါရဆိုတဲ့ပါဠိစကားလုံးကိုသိတော့နိဒုတိပရိသံဗိဒပါဠိစကားလုံးကိုသိသေးတယ်ဗျဒီနေ့ပါဠိတွေကြောက်နေတယ်ဒါကြောင့်မလို့ဒီတရားကိုနာဘူးတဲ့နတ်မြမာတွေဟာလေသာသနာတော်နဲ့2500ပြည့်အောင်25ရက်26ရက်ပဲရှိသေးတယ်အဲ့ဒီလူတွေကိုတရားနာကိုကြွဖို့ဖိတ်ထားပြီးပြီ25ရက်တစ်လတော့မရှိသေးဘူးဒီတရားဟောတာနတ်ပြည်သက်တမ်းနဲ့ဆိုရင်အဋ္ဌပရိသံဗိဒအကျိုးတရားကိုသိသည်ဓမ္မပရိသံဗိဒအကြောင်းတရားကိုသိသည်အဋ္ဌပရိသံဗိဒအနက်တွေပဲကိုသိသည်ဓမ္မပရိသံဗိဒပါဠိကိုသိသည်နိဗ္ဗာန်ဆိုတာပါဠိကိုသိရင်ဓမ္မပရိသံဗိဒကိလေသာငြိမ်းအေးသိရင်အဋ္ဌပရိသံဗိဒနိဗ္ဗာန်ဆိုတာအကျိုးတရားမဲခင်ကအကြောင်းတရားကြောင်းကျိုးနှစ်ပြားသိရင်ဓမ္မပရိသံဗိဒအကြောင်းကိုသိရင်ဓမ္မပရိသံဗိဒအကျိုးကိုသိရင်အဋ္ဌပရိသံဗိဒအဝိဇ္ဇာပြစ္ဆေသင်္ခါရဆိုတဲ့အဲ့ဒီစကားလုံးကိုသိရင်နိဒုတိပရိသံဗိဒ၃ပါးပြန်သိလိုက်တော့ပရိဘာနာပရိသံဗိဒစတ္တသပရိသံဗိဒပရိသံဗိဒ၄ပါးဆိုလေရောက်ပါပြီဖေဟာခေါ်ရောက်ပြီဒုက္ခသစ္စာကိုသိရင်အဋ္ဌပရိသံဗိဒသမုဒယသစ္စာကိုသိရင်ဓမ္မပရိသံဗိဒနိရောဓသစ္စာကိုသိရင်အဋ္ဌပရိသံဗိဒမေဃသစ္စာကိုသိရင်ဓမ္မပရိသံဗိဒဒုက္ခသမုဒယနိရောဓဆိုတဲ့ပါဠိစကားလုံးများကိုသိရင်နိဒုတိပရိသံဗိဒ၃ပါးကိုပြန်ခြုံသိမိတာပฏิဘာနာပရိသံဗိဒပြီးသွားပြီအလုံးခက်ခဲတဲ့ကတံဗုဒ္ဓသာသနာလည်းပြုခဲ့ပြီဗျာနှစ်30ဧဝံဘဝိဒံဒုက္ခံသံပတ္တိသဘုဝိဒာဝိသုဒ္ဓိဘာဝံသံပတ္တံလဘာမိသဗ္ဗသံပရာအရှင်ဘုရားရဲ့ဒုက္ခပေါင်းစုံလည်းခံစားပြီးပါပြီချမ်းသာပေါင်းစုံလည်းခံစားပြီးပါပြီစကြဝဠာမင်းရဲ့စီစိန်တရားမင်းရဲ့စီစိန်နတ်မီဘုရားကြီးရဲ့စီစိန်အသီးသီးလည်းခံစားပြီးပါပြီဆင်းရဲတဲ့ခံစားပြီးပါပြီဝိသုဒ္ဓိဘာဝံသံပတ္တာကိလေသာကင်းတဲ့အဖြစ်ကိုလည်းရခဲ့ပါပြီဘုရားတဲ့အကောင်းဆုံးအကြိုက်ဆုံးခါတာလေးလာပါပြီဗျယာတရာတိသကတံပုံညတာယမဟေသိနောတဟာယသံပရာဟွန်တိနိဗ္ဗာနပရသင်္ကတံယာတရာတိသကတံပုံညတာယမဟေသိနောတဟာယသံပရာဟွန်တိနိဗ္ဗာနပရမသင်္ကတံယာခြင်းမိမတယောက်သည်ပုံညတယမဟေသိနောမဟေသိနောသီလကဏ္ဍသမာဓိကဏ္ဍပညာစသည်ဂုံအပေါင်းကိုရှင်မိတော်မူသောမြတ်စွာဘုရား၏ပုံညထာယကောင်းမှုကုသိုလ်ကျိုးငါ
အကတ္တနဲ့မိမိရဲ့ခန္ဓာကိုယ်ကိုတရားဒီပေးလူပါ၏တပည့်တော်ကလေအရှင်ဘုရားရဲ့တပ်ပည့်နဲ့တပည့်တော်ခန္ဓာကိုယ်ပေးလူထားလိုက်တာပေးလိုက်တာသားထုံမိမသည်သာယသံပရာခင်မုန်းကောင်းတဲ့ဘဝလက်တွဲပေါ်နဲ့ပြည့်စုံခဲ့ပါပြီဖရာတဲ့တဟာယသံပရာတဲ့သူ့ပြောတာတဟာယဆိုတာမိတ်ဆွေသံပရာကပြည့်စုံတာတဟာယသံပရာခီးဘဝတန်တရားမှာစရနေနိဗ္ဗာန်ရောက်ခံနေတိတွဲခဲ့တဲ့လက်တွဲဖြစ်ခြင်းအောင်လက်တွဲပေါ်အစ်စ်ပါဖရာတဲ့ကောင်းလိုက်တာနိဗ္ဗာန်ဒီနေ့ယူသိမ့်မယ်အစ္ဆရတိန်ဒီကနေ့မှာနိဗ္ဗာန်ကာမိန်နိဗ္ဗာန်ရောက်ခံနေချိန်တိလက်တွဲခဲ့ရတဲ့ယောက်ျားဖြစ်ခြင်းအောင်တဟာယသံပရာဟွန်တိတပည့်တော်အဖို့တော်တဟာယသံပရာဘဝလက်တွဲပေါ်နဲ့ပြည့်စုံတယ်လို့ဆိုရတယ်နိဗ္ဗာန်ဗရမသင်္ကတံနိဗ္ဗာန်ယူသိမ့်ငြိမ့်မဲ့နေတိအောင်ရောက်လို့ပါပရိခိနံအတိတင်္စပစ္စုပင်း္စပစ္စုပန္နံ္စအနာဂတံတပံကမ္မမမခိနံပါရိဝန္နမိသက္ခုမာနောက်ဆုံးကတာသက္ခုမာသက္ခု၅ပါးအစိုးရသမြတ်စွာဘုရားပစ္စုအတိတင်္စအရှင်ဘုရားနဲ့တွေ့ဖို့ရန်စုရေပန်မီပြုခဲ့တဲ့အတိတ်ကုသိုလ်ကံအကုသိုလ်ကံများတဲ့ဣဇဒီကနေ့ပရိခိနံကုံပါပြီဘုရားကံနေကုံတော့မယ်ကံကုံခြင်းပြီပိစုပန်နင်းစားယခုကြော့စဲဖြစ်တဲ့ကံကလည်းပရိခိနံကုံပါပြီကုသိုလ်ကိုမရှိတော့ဘူးလေရန်တာကအနာဂတံစဟဲ့ဒီဘဝကနေရသောတရားမင်းပဲသွားမှလဲလို့မေးရင်အဲ့ဒီရသောတရားသွားရမယ်လမ်းခီလည်းမရှိတော့ပါပိစုပန်အတိတ်အနာကကံသုံးပါလို့ကုံတာဖြစ်ချင်းကုန်ပြီတို့ကသွားအောင်မယ်ကွယ်တို့အတိတ်ကကံတွေတို့မှရှိသေးတယ်ပိစုပန်ကံတွေရှိနေသေးတယ်အနာကသွားမယ်ခီတွေအဲ့ဒါတွေကုံရင်လည်းကွာဒါပဲရှိအဲ့ဒီပိစုပန်အတိတ်အနာကကံသုံးကကုံနဲ့ဂုံအဲ့ဒီဘွဲ့လိုချင်တယ်ကွာနိုင်ငံတော်ဆိုကပေးတယ်ဘွဲ့မလိုချင်ဘူးအဲ့ဒီဘွဲ့လိုချင်တယ်ကွာသူပေးတယ်ဘွဲ့ဒီကောင်းတယ်ပရိခိဏံတည်တင်စာပိစုပန္နနာဂတံအတိတ်ကကုသိုလ်ကံအကုသိုလ်ကံတွေလည်းကုန်ပါပြီအခုလည်းကုန်ပြီအနာဂတ်ပြေးမယ်ကုသိုလ်ကံအကုသိုလ်ကံများလည်းကုန်ပါပြီတပ္ပံကမ္မမခိဏံကံအလုံးတွေကုန်ပါပြီအဲ့ဒီကံအလုံးကုန်တာဖြစ်ခြင်းကြောင့်ကံရှိရင်ကံမကုန်ရင်ဗါတယ်လေပြန်ဆိုကံကုန်တော့ပြန်မနောက်ဘယ်တော့မှမစုံတော့ပါအရှင်ဘုရားနဲ့လေလေးသိချီကဘာသိဖြည့်ခဲ့တယ်ဒီလောက်ချစ်စရာကောင်းတယ်ဘုရားရှင်နဲ့ဘိုင်ဘိုင်နောက်ဆုံးနှုတ်ဆက်မှာဆိုသူလည်းပြောပြီပေါ့ခြေဒီမှမလို့ပေါ့ပုရိသန်ဆိုရင်တိတ်ငိုကောင်းတဲ့နေရာပေါ့တပ္ပံကမ္မမမခိနံပိစုပန္တိကအနာဂတ်ကာလ3ရက်ကံတွေကုန်ခဲ့တာဖြစ်ခြင်းကြောင့်ပါရေရှင်ဘုရားရဲ့ခြေပမိုးတော်ကိုဝန်နာမီနောက်ဆုံးအနေနဲ့ကာရဝတရားနဲ့သံတရားမှာနောက်ဆုံးထားလို့ကြော့ကသွားပါရဇေတော့ဘုရားသွားပါတော့မယ်ဘုရားသွားပါတော့မယ်ဘုရားဒါတို့သာဓိသာဓိအာဒီအဲ့ဒါရတော်တရားထီရီမာကြီးပြိဋိဘံစံကံပြီးပါပြီကိုတို့ရဲ့နော်ပြီးပါပြီပြိဋိဘံယူသိငြိမ့်ပါပြီဒါကြောင့်မလို့ဘဝအသင်ချီပါတယ်လေဘဝအသင်ချီအထွေထွေအရှင်းအတွက်သာဖြစ်ပါစေဆိုတော့ဤတရားကိုနာရတာဖြစ်ခြင်းကြောင့်ငါညမတွေလည်းမြင်နေရတယ်ငါညမတွေဒီလောက်များဆရာတော်တို့ငယ်တဲ့ညမတွေပေါ့အန်တီတို့ကတော့ပြီးသွားပြီငါညမတွေများကိုချစ်တဲ့သူများတွေ့ကြရင်အဲ့လိုများအနှစ်နာခံနိုင်မလားတော့မသိဘူးအေးမင်းတို့ချစ်တဲ့သူကလည်းအရိယာသူတော်စီနှလုံးသားရှိတဲ့သူမျိုးဆိုတော့လေပိဆက်သူတတ်တာပေါ့နော်တော့ပိဆက်သူတို့နှလုံးသားထဲမှာမင်းတို့ရဲ့ခေါင်းစဉ်တွေကဘာလဲလဲဟုတ်ပါဘူးလားငါလာကြိုးတဲ့ကားဘာလဲလဲပိဆက်သူဘာလဲလဲကာပိဆက်သူများတဲ့ကငါလာကြိုးတဲ့ကာရှိရကာဘာလဲလဲပိဆက်သူများတဲ့အခုအဲ့ဒီပိဆက်သူများရဲ့ခေါင်းဆောင်မိဖုရားကြီးထီရီမာကြီးရဲ့ဘယ်သူလဲရတော်တရားလို့ပိဆက်နှိမ်ကြပါစေလို့ပြောရင်းနဲ့ကဲရှိရင်တန်တရားချီကတော့တဏှာတန်တရားကိုတောင်းမြတ်တဏှာကိုသိအောင်တတ်တောင်းတယ်လဲမြင်မို့မြင်တယ်လဲသူတို့ဂုံရှိရာဆိုးခဲ့မည်မြင့်မို့ကိုပုံပြုလို့ကုသိုလ်ကိုများအောင်စုကောင်းမှုကိုလည်းများအောင်ကျင့်တတ္တဝါကောင်းမကောင်းကျင့်ကံကသာစီမံတော်သည်ကံတန်လင်မိကံတန်လင်ပါဆိုတာလောကစကားဉာဏ်တန်လင်မိဉာဏ်တန်လင်ပါဆိုတာကတော့ဂေါရမရှင်တော်မြတ်ဗျာရဲ့တရားဟောပြလို့ထားခဲ့တာကဟန္တာတဏိဘိက္ခွေမန္တရားမိဝဝေယဓမ္မသင်္ခါရအပမရေနတံပါရိထာဘိက္ခွေစေပါနဲ့တဲ့ချက်သားမြတ်တို့ဟန္တာတတော်80ဝါ45မယမနာပဲတရားရည်မြိုက်စီကိုတိတ်ကြွေးတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရင်တော်ရင်ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပင်နေပြီဒါနေယခုခါကာလ၌ဝါကိုယ်တည်နာယုံပင်မျိုးစုံသည်ယကုံတမောအင်းရင်တော်ဝဲမြောက်သူကောင်းပြုကာထီပေါင်းချင်ရန်နနိဗ္ဗာန်သုံးဝန်စင်မိဆဲဆဲချိန်ကားတဲ့၌ဟောရင်သူရဏသတလျာဟုကရုဏာတတသင်္ချက်သားတို့အားအမှန်တရားမိတတိတရားသိမမရအောင်လို့ထင်ထင်ရှားကြီးမိကြတော်မူခဲ့ပါသင်္ခါရအစင်းတော်ရပင်မှာကြပြန်တော့ခင်မင်းစရာတစ်စက်ကမှမရှိပါတဲ့ဒီဓမ္မယုံပိသင်္ခါရဥပါဒနာခန္ဓာတရားတို့သည်ဟောရဓမ္မပျက်စီးခြင်းသဘောရှိရပါပေကုန်
ဝေရဓမ္မလက်ကနေရဲနဲ့အဖြစ်ကလည်းမစဲအပြက်ကလည်းမစဲနိုင်တာမို့ထိတ်ဆင်းရတမြင်အဝိဇ္ဇာကစတာကြောင့်ဟေးယောဂီတို့ရေစိတ်သာချကြပြီတော့အနိစ္စဝတ္တတို့ဘာရကဒုက္ခဝတ္တတို့ဘာရကအနတ္တဝတ္တတို့ဘာရကအပမရိဏမမိမလျောမပေါ့မဆမြင်းမြင်တဲ့တတိတရားနဲ့သမာရိတာကိုစီကိုငါပြည့်စုံကြပါကုန်လို့သမာရိတာမြင်ရမှလည်းမမေ့နဲ့ကြားရမှလည်းမမေ့နဲ့စားရမှလည်းမမေ့နဲ့သွားရမှလည်းမမေ့နဲ့နိုင်ရမှလည်းမမေ့နဲ့ထိရတွေ့ရသိရတော့မှလည်းမမေ့လိုက်ကြပါနဲ့မေ့တဲ့ဝါဒနာတွေကိုမေ့တဲ့ဝါဒနာတွေကိုတနေ့မကြမ်းတတိထုံရကြပေကုန်တော့ဒီကနေ့တတရားချင်းမျိုးကန္နမစေမိသားစုနဲ့ခொနရသားသမီးများစုပေါင်းကျင်းပပြုလို့တော်ဓမ္မပူဇာသမီးဆင်ကျင်းပါရဤဌာနသို့တရားတော်နာကြွတော်မူလာရကုန်သောလူရှင်ပေါင်းသူတော်ကောင်းတို့သည်အပမာရခေါ်တဲ့သူတော်ကောင်းတရားကိုလက်ကင်ထားနိုင်ကြပါစေကုန်တော်တည်းသာဓုသာဓုသာဓု